ဒီလိုကိမျိုးမှာတင်းတွေသားသီးမိတ်ဆွေများတထေးလိုနေပြီတော့အေးလူနာနာနေနေလေးလှလှလေးနေရအောင်နာနာနေနေပေါ့ပါလေးကိုဝါသနာပါလေးလုံးမယ်တချင်းလေးတညီညီလုံးမလားဂီတာလေးတရောင်ခတ်မလားတစ်ခေါက်မလားပဒီလေးစိတ်နေမလားဖရာအာယုံပြုတ်နေမလားနော်ဂုံတော်လေးပွားနေမလားတငယ်ချင်းနေနဲ့ဟေးလာဝလာပေါ့ပါနေမလားပကြီးလေးဆွဲနေမလားဖုံလေးပုတ်နေမလားတက်နေနေမြပေါ့ပါနာနာနေလေးနေတဲ့တော့ကာလဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကံတရားကိုအနာပေးလိုက်တယ်ခွင့်ပေးလိုက်တယ်အဲ့တော့မှကိုဝရိယထကောင်းရင်နည်းနည်းလေးအချက်မပြေအလွဲအချော်အမှားယွင်းလေးများတယ်လို့အဓိကတော့စိတ်နဲ့ကိုယ်နဲ့မကတ်တွေဖြစ်ပြီးတော့ငွေမှားပစ္စည်းမှားအဝယ်မှားအယောင်မှားအဆုံးဖြတ်မှားဂတိပေးမှားစကားမှားတွေဖြစ်တတ်တာသတိပြုပါငွေတွေပစ္စည်းတွေအလေအလွဲအဆုံးအရှုံးအကြအပေါက်များနေတတ်တာသတိပြုပါတကယ်ယောဂကြီးကြီးမားမားမဟုတ်ဘဲနဲ့စိတ်ထောင်းကိုယ်ကြီးဆိုလိုပဲစိတ်တွေရှုပ်ထွေးပြီးတော့လူကအေးပြက်အစားပြက်မစားခြင်းမအိတ်ခြင်းတမိုင်မိုင်တန်ငိုင်းနဲ့စိတ်ကြောင့်ကြမ်းမာကြီးထိခိုက်တယ်ဆိုတာမျိုးလေးသတိပြုရမယ်အချိန်နောက်တစ်ခုကတော့ဒီကာလမျိုးမှာလက်ထဲမှာကြိတ်မိပြီးငွေမစုသင့်ဘူးစုခိုင်းရင်လည်းအဲ့ဒီငွေကအလားအသားတွေဖြစ်ကုန်တတ်ပါတယ်ဒါကြောင့်အရေးအလွန်ကြီးတဲ့ကိစ္စတွေဆိုရင်တောင်မှပဲပေါ့ပါနာနာနေခေါင်းအေးအေးလေးနဲ့ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ညှိနှိုင်းတိုင်းမင်းပြီးတော့မှစူးစမ်းတဲ့နဲ့အလော30တွေဆိုမလုပ်တဲ့မူအထူးသဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေခရီးသွားလာရေးတည်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအလူမင်္ဂလာပွဲလန်းတဲ့ပင်စီစဉ်တဲ့ကိစ္စတွေမှာဇွတ်ကြီးဆန္ဒမစောတတ်ပါဘူးဘာဒီမှာကောင်းနိုင်တယ်လဲဆိုရင်တော့ညီကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စပရိဘောကပေပြောင်းပန်းပဒိန်ပကြီးပပုအဲ့ဒီလုပ်ငန်းမျိုးတွေပညာရေးနဲ့ပတ်သက်သောသင်ကြားရေးပို့ချရေးနဲ့ပတ်သက်တဲ့သင်တန်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေနောက်ပညာရေးဆိုင်ရာလုပ်ငန်းမျိုးတွေစုတူးပွဲတူးယာတူးဂုံတူးအင်တာဗျူးဝင်ခွင့်လျှောက်လွှာသင်တန်းအဲ့ဒါမျိုးတွေပို့ပြီးစူးစမ်းတဲ့နဲ့နိုင်ငံခြားလူမျိုးကြားနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေမှာလည်းထူးထူးချွန်ချွန်အောင်မြင်နိုင်ပါတယ်